Atletico Madrid နဲ့ Arsenal တို့ရဲ့ Champions League Semi Final သုံးသက်ချက်ဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့မှာကြိုဆိုပါရများကျွန်တော်နိုင်ဒီပါအဲ့ဒီနေ့ညမှာကတော့ Champions League Semi Final ဒုတိယနေ့ဖြစ်တဲ့ဒါ Atletico Madrid နဲ့ Arsenal တို့ရဲ့ဒါ Semi Final ပထမအကြော့ပွဲစဉ်ဟိုညီကိုတို့ကျွန်တော်သုံးသက်ချက်လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့သုံးသက်ချက်လေးမစခင်မှာကျွန်တော်ရဲ့ TikTok account လေးကို like and follow လုပ်ခဲ့ပြီးကျွန်တော်ဒီညနေမှာမြစ်တာရက်ခံလိုက်ပါတယ်။အဲ့တော့မနေ့ညကတော့ကျွန်တော်တို့ဒါ PSG နဲ့ Bayern Munich ပွဲစဉ်ကကျွန်တော်တို့ကိုဒါအေးပြည့်ရကျိုးနတ်အောင်ကိုမှကန်ပေးသွားခဲ့ပြီးတော့တော်တော်လေးလဲလူတွေကိုဖျော်ဖြေမှုပေးနိုင်ခဲ့တယ်လို့ပြောလို့ရတယ်။အဲ့တော့ဒီနေ့ Champions League ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲလို့တော့မှဆိုလို့ရတယ်ပေါ့နော်။ဆိုတော့နှစ်သင်းလုံးရဲ့ကစားသမားတွေရဲ့ဒါ individual skill တွေဒါ team work နဲ့ဒါအသေးချာလေးလုံးလုံးသွားတဲ့ပုံစံတွေကကျွန်တော်တို့ကဒါမျက်တောင်မခတ်တန်းဟိုမှာကြည့်ရှုပါပွဲဆိုလို့ရှိရင်ဗျာမိနစ်90ကိုဘလို့ပြည့်လို့ပြည့်သွားမှမသိအောင်ကိုပွဲကတော်တော်လေးကိုမှဖျော်ဖြေမှုပေးခဲ့တယ်လို့ဆိုလို့ရတယ်အဲ့တော့ဒီနေ့ညမှာကတော့တီကိုနဲ့အာဆင်နယ်တို့ရဲ့ပြိုင်ဆိုင်မှုကပရိသတ်ကိုဘယ်လောက်ထိဖျော်ဖြေမှုပေးနိုင်မလဲဆိုတာကိုကျွန်တော်တို့သုံးသပ်ကြည့်အောင်ပါအဲ့တော့အာဆင်နယ်ကအဝေးဝင်လာအောင်ရင်ဆက်ရမယ်အက်တလီကိုမက်ဒရစ်ကတော့ကျွန်တော်ဒါအိမ်ဝင်လက်ခံကစားရမှာဖြစ်တယ်ပေါ့နော်ဆိုတော့နှစ်သင်းလုံးကနီးစနစ်ပိုင်းကတော့အတော်လေးကိုမှဒါအသုံးပြုကြတဲ့ဒီနီးပြနှစ်ယောက်ဖြစ်ပြီးတော့ကျွန်တော်တို့ဒါအက်တလီကိုမက်ဒရစ်နီးပြဆိုလို့ရှိရင်ပုံအရင်တော့ပြီးခဲ့တဲ့နှစ်တည်းရဆိုရင်တို့ရဲ့ဒီကန်စစ်ကစားပုံကအတော်လေးကိုမှဒါဒီဥရောပတစ်ခွင်မှာဒါပြောစမှတ်တွင်ခဲ့တယ်လို့ဆိုလို့ရတယ်အဲ့တော့ဒီအသင်းနဲ့စင်မြူနီနဲ့ကလည်း15နှစ်တာကာလမှာအတော်လေးကိုမှဒီအသင်းဆိုလို့ရှိရင်စင်မြူနီကိုပြေးမြင်တယ်လို့မျိုးစင်မြူနီကိုမြင်တယ်ဆိုလို့ရှိရင်လည်းအက်တလီကိုမက်ဒရစ်ကိုမြင်လောက်တဲ့အထိကိုအသားကျပြီးသားအသင်းတစ်သင်းဖြစ်တယ်ပြီးတော့အိမ်ဝင်းလက်ခံကစားရမှာဖြစ်တဲ့အတွက်လည်းသူတို့ရဲ့ဒီပုံစံတိုင်းအိမ်ဝင်းမှာဆိုရင်အားသာချက်ယူတယ်အဲ့တော့ပရိသတ်9000ကျော်ရှိတဲ့ဒီကွင်းကြီးထဲမှာအက်တလီကိုမက်ဒရစ်ကအိမ်ဝင်းအားသာချက်ယူတယ်ဆိုတာကတော့မဆန်းဘူးပေါ့နော်ဆိုတော့တစ်ဖက်ကအာဆင်နယ်ကလည်းဒီယာဒီမှာဒါလက်ရှိမှာတော့ဒါသူတို့ရဲ့ဒီပြည်တွင်းပြိုင်ပွဲမှာအနေငယ်လေးခြေစွမ်းပိုင်းနေကြာဆင်းနေတယ်ဆိုပေမဲ့လည်းချန်ပီယံလိမှာကတော့သူတို့အနေနဲ့ရှုံးပွဲမရှိထားတဲ့အသင်းအနေနဲ့ဒါပုံစံကောင်းတစ်ခုကိုပြသထားတယ်အဲ့တော့ကျွန်တော်နီးစနစ်ပိုင်းလေးတွေကိုတစ်ချက်သွားပြီးတော့ချိန်ခဲ့ကြည့်လိုက်အောင်ပါအက်တလီကိုမက်ဒရစ်ကသူတို့ဘောလုံးမှဆိုင်မှုအသာသီးရထားတဲ့အချိန်မှာဆိုလို့ရှိရင်သူတို့အနေနဲ့ဒါ pick up play ကိုဒါခန်းစစ်ကစားသမားတွေစီမှာတေးသေးချာချာလေးတိဆောက်ပြီးတော့မှအရှိကိုသွားတဲ့ပုံစံမျိုးအဲ့တော့အဲ့လိုပုံစံမျိုးမှာ high pressing လုပ်တဲ့ Arsenal အနေနဲ့ကကြတော့ဒါပြီးခဲ့တဲ့သူတွေ Atletico Madrid ကို4-0နဲ့နိုင်ခဲ့တဲ့ Champions League ပွဲစဉ်မှာဆိုလို့ရှိရင် Arsenal အနေနဲ့ဒါ high pressing လုပ်တဲ့အခါမျိုးမှာတိုက်စစ်ကစားသမား4ယောက်လောက်ကဟိုတစ်ဖက်ကခန်းစစ် pick up တဲ့4ယောက်ထိကို marking ကပ်ပြီးတော့ဆော့တဲ့ပုံစံမျိုးတွေပြီးရင်ကျွန်တော်တို့ဒါနီးစနစ်ပိုင်းရဒါကျွန်တော်တို့ဒါ 3-4-3 ဆိုတဲ့ပုံစံမျိုးနဲ့ high pressing လုပ်တဲ့ပုံစံမျိုးတွေကြောင့် Arsenal အနေနဲ့ဒါ transition တွေဒီဘယ်လိုပြောရမလဲဘာလို့နားလည်အောင်ပြောပြရရင်ဗျာကျွန်တော်တို့ဒါဘောလုံးမဆိုင်မှုမှာအက်တလီကိုမက်ဒရစ်ရထားတဲ့အချိန်မျိုးဆိုလို့ရှိရင်အာဆင်နယ်က high pressing ကိုအဓိကထားပြီးတော့ဒါဘောလုံးသူတို့ပေးစီခြင်းနဲ့လူကိုပဲပေးလို့ရအောင်ပဲလွတ်ထားတယ်အဲ့လူကိုပြီးရင်2ယောက်သွားကတ်တယ်အဲ့ဒီအချိန်နေမျိုးမှာအက်တလီကိုမက်ဒရစ်ဘောလုံးပြတ်ပြီဆိုလို့ရှိရင်ကြာရင် transition ကချက်ချင်း chain နေဝင်းတွေကိုဥပမာမာတင်နယ်လီရှိရင်မာတင်နယ်လီဘဂါယိုဆာကာရှိရင်ဘဂါယိုဆာကာဆိုတော့သူတို့ဝင်းတွေကိုချက်ချင်း chain ပြီးတော့အဲ့ chain လိုက်တဲ့ဝင်းနေရာမှာလေဒါသူတို့တွေနဲ့ဒါ overload ဆိုတဲ့ပုံစံတိုင်းဒါ3ယောက်လောက်ထိတိုက်စစ်စားမှာ3ယောက်လောက်ထိတွားကူညီပေးပြီးတော့ဒါဖြတ်တင်ဘောတွေပြီးရင်ကျွန်တော်တို့ဒါဒီအတွင်းထဲကိုဝင်ပြီးတော့ချိုးကန်တဲ့ပုံစံမျိုးတွေဒီလိုမျိုးပုံစံတွေနဲ့အက်တလီကိုမက်ဒရစ်ကိုအနိုင်ယူနိုင်ခဲ့တာအဲ့တော့ဒီလိုမျိုးအနိုင်ယူနိုင်ခဲ့တဲ့ပွဲစဉ်မျိုးကပုံစံတိုင်းထပ်ပြီးတော့ဒီအက်တလီကိုမက်ဒရစ်ကတော့ဒါသူတို့ဒီရှုံးပွဲကိုသင်ခန်းစာယူပြီးတော့ပွဲထွက်လာမလားဒါမှမဟုတ်အက်တလီကိုမက်ဒရစ်ကိုပဲအာဆင်နယ်ကရောသင်ခန်းစာကောင်းကောင်းလုပ်လာမလားဆိုတော့ကတော့နီးစနစ်ပိုင်းရအတော်လေးကိုမှကျွန်တော်ဒါစောင့်ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲလို့ဆိုလို့ရတယ်အဲ့တော့ကစားသမားတွေဘက်ကိုကျွန်တော်သွားပြီးတော့ကြည့်လိုက်အောင်ကစားသမားပိုင်းမှာဆိုလို့ရှိရင်အက်တလီကိုမက်ဒရစ်ကဒီနေ့ပွဲစဉ်ကို injury player တော်တော်လေးကင်းစင်စင်နဲ့ဒီပွဲစဉ်ကိုရှိပိုင်ကစားရမှာတစ်ဖက်ကအာဆင်နယ်မှာကတော့ဂျူရန်တင်ဘာတော့မပါဝင်နိုင်ဘူးတခြားသောကစားသမားတွေဖြစ်တဲ့ကလာဖီယိုရီတို့အဲဇီတို့ကျွန်တော်တို့တခြားသောဒီကစားသမားတော်တော်စုံစုံလင်လင်တော့ဒီနေ့ပွဲစဉ်ကိုပါမယ်အကောင်းဆုံးချက်ကတော့ဝင်းတွေကိုအားပြုပြီးစော့တဲ့ဒီနေ့လိုပွဲစဉ်မျိုးမှာစပဂါယိုဆာကာပြန်လာတာကတော့အာဆင်နယ်အတွက်ကောင်းမွန်တဲ့အချက်တစ်ချက်လို့ဆိုလို့ရတယ်အဲ့တော့နှစ်သင်းလုံးမှာကတော့ကစားသမားတော်တော်များများစုံစုံလင်လင်တော့ပါတယ်ဒါပေမဲ့တစ်ချက်ကျွန်တော်တို့တွေဒီကြည့်ရမယ်ဆိုလို့ရှိရင်အက်တလီကိုမက်ဒရစ်ရဲ့ဒီတကယ်လေး chance create တွေလုပ်ပေးနေတဲ့ passing တွေ accuracy တော်တော်လေးတိတိကျကျအက်တလီကိုမက်ဒရစ်ရဲ့ကစားပွဲမှာပါဝင်ပတ်သက်နေ Barrios ကဒီပွဲစဉ်ကိုမပါဝင်နိုင်တာကတော့အနေငယ်လေးအားနည်းချက်တစ်ခုဖြစ်သွားနိုင်တယ်ကွင်းလေရဲ့အားနည်းချက်တစ်ခုဖြစ်သွားနိုင်တယ်လို့ဆိုလို့ရတယ်ပေါ့နော်ဆိုတော့နှစ်ဖက်ကွင်းနဲ့ကစားသမားတွေရှင်းတဲ့အခါမျိုးမှာအခုလိုမျိုးကစားသမား injury တယောက်ဒီကစားသမား injury ရနေတာကတကယ်လေးထိတ်တိုက်တွေ့ဆုံတဲ့အခါကျရင်တော့တိတာစေတဲ့အချက်လို့ပြောလို့ရတယ်ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်ကိုနိုင်မှုတဲ့အသင်းနိုင်နေကြအသင်းဖြစ်တဲ့အာဆင်နယ်ကပဲတကူအသာလောက်နဲ့ကပ်ပြီးတော့နိုင်သွားတဲ့အိမ်မေလို့ကျွန်တော်အနေနဲ့ထင်တယ်ဒါပေမဲ့ပွဲကဘောလုံးဆိုတာကတော့ brother တို့သိတဲ့အတိုင်းဘာမှဆိုဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုမှာဒါပရိသတ်အင်အားလည်းရှိတဲ့အက်တလီကိုမက်ဒရစ်ကိုလည်း short ထားလို့မရဘူးသို့ပေမဲ့ကျွန်တော်ကတော့ဒါကွင်းလယ်ပိုင်းအရာပို့ပြီးတော့လည်းအားတာတယ်ခန်းစစ်ပိုင်းမှာလည်းအက်တလီကိုမက်ဒရစ်တက်စာရင်ကိုဘိုးပေးရမှုပေါင်းပို့ပြီးတော့နဲတယ်ပို့ပြီးတော့ချစ်လက်တဲ့အာဆင်နယ်ကိုပဲကျွန်တော်တို့ရွေးချယ်ထားခြင်းနဲ့ဥပမာတေရလက်တစ်ခုထွက်ခဲ့မယ်ဆိုရင်တော့မှပဲစွန်စားတင်ကျွန်တော်တို့အာဆင်နယ်နဲ့ပဲစွန်စားတင်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်ခင်ဗျာအဲ့တော့ကောင်းမှုသောနေ့လေးကိုပတ်စံနေကြပါသည်များကျွန်တော်ဒီနေ့အက်တလီကိုမက်ဒရစ်နဲ့အာဆင်နယ်ပွဲစဉ်ကိုတော့ကျွန်တော်အာဆင်နယ်ကိုပဲရွေးချယ်ပေးပါရစေ